ဒီနေ့မှာတော့အချိန်ပေးပြီးတော့စိတ်ရှည်လက်ရှည်ချက်ပြုတ်ရတဲ့မြေအိုးအမဲသားနှက်လေးချက်စားဖြစ်ပါတယ်ရှင်အရသာနေဖို့ရာအတွက်ရေစစ်သန့်စင်ထားတဲ့အမဲသားတွေကိုစားရဲဟင်းချုံမုံရဲနနွင်းရဲအယောင်တင်ရဲကြက်သားမုံလေးထည့်ပြီးတော့အခုလိုမျိုးလေးစုပ်ပြီးတော့နေထားပေးပါမယ်ရှင်ဂျင်းနဲ့ကြက်သွန်ပြူကိုလည်းအခုလိုမျိုးလေးညက်လာသည့်အထိထောင်းထားပေးပါမယ်ရှင်လုံးချက်လေးချက်မှာဖြစ်တဲ့အတွက်အစိုးရနှက်ထားတဲ့အသားတွေကိုပဲကြက်သွန်နီခန်းရှင်သည်ဂျင်းကြက်သွန်ပြူတို့ကိုရောပြီးတော့အခုလိုမျိုးလေးတမသားအောင်နေပေးပါမယ်ရှင်ပြီးရင်တော့အသင်းချက်မဲ့မြေအိုးလေးတွေကိုထည့်ပါမယ်ရှင်စီလေးလည်းထည့်ပေးပါမယ်ရှင်ပြီးရင်တော့မီးဖိုပေါ်မှာအခုလိုမျိုးလေးအဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်အသားကထွက်လာတဲ့ရေလေးတွေလည်းခမ်းပြီးတော့အခုလိုမျိုးလေးစီပြန်တဲ့အနေထားလေးဖြစ်ပြီဆိုရင်တော့ရေလေးဆွတ်ပေးပါမယ်ရှင်ရေလေးခမ်းပြီးတော့စီပြန်တဲ့အနေထားလေးရောက်ပြီဆိုရင်တော့အသင့်သုံးဆောင်လို့ရတယ်ကျမတို့ရဲ့မြေအိုးအမဲနဲ့လေးကတော့ရပါပြီရှင်